ဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မမိတ်မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ခင်ကလေးမှာတဏှာဒုက္ခလက်စတတ်နိုင်အောင်ကြိုးစားကြပါလို့ရှိဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကဲအားလုံးပြေးသမျှရှိပါမှာဦးဇင်းမေတ္တာပို့တော့လေကိုဒုက္ခကိုလက်စသိမ့်နိုင်အောင်ကြိုးစားပါဆိုတာမပါဘူးဒါတခါအခုတရားနိဒန်းအနေနဲ့ပြောတော့လေကိုယ်တန်လျာဒုက္ခကိုဖြတ်နိုင်အောင်ကြိုးစားပါလို့မပြောဘူးလားအဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးဆုံးမတဲ့အဓိကအချက်ကအတ္တဟိအတ္တနောနာထောဘုသူကိုဘုသူအာကိုရအဲ့တော့ဒီနေ့မင်္ဂလာတိုက်ဖွင့်ပွဲညဆိုရင်လည်းမမှားဘူးပေါ့နော်အဲ့ဒီဖွင့်ပွဲညမှာမင်္ဂလာတိုက်ဖွင့်ပွဲညဆိုတော့တိုက်နာမယ်နဲ့ကြိုက်အောင်ဦးဇင်းလည်းဒီနေ့ညကိုမင်္ဂလာပါဆိုတဲ့တရားဟောဘာဟောဒါဆိုမမမိကြမရှိတော့နော်ဥဒ္ဓမင်္ဂလာကမင်္ဂလာတိုက်ဖွင့်ပွဲညမှာမင်္ဂလာပါနော်အားလုံးပဲဗာလဲမင်္ဂလာပါနော်အဲ့တော့မင်္ဂလာပါဆိုတာကအချင်းချင်းနှုတ်ဆက်ကြတော့လေမင်္ဂလာပါမပြောဘူးလားမင်္ဂလာပါဆိုတာကအတူချုပ်ပြောတာတကယ်တော့မင်္ဂလာရှိပါစေဟမ်မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေဒီလိုနှုတ်မဆက်ကြဘူးလားဒီလိုအဓိပ္ပာယ်ယူလိုက်ရပတ္တနိမင်္ဂလာပါဆိုတာဦးဇင်းအခုဒီနေ့ညပြောခြင်းနဲ့မင်္ဂလာပါကတော့သူတော်ကောင်းတို့အခုလူဘဝရက်တည်နေကြတော့စာဝတ်နေရေးတွေလူမှုရေးတွေလောကဒဏ်တွေအသေးသေးမရှိဘူးလားအဲ့တော့ကိုလုံးသမျှ၊ကင်သမျှ၊ပြောသမျှ၊ဆိုသမျှ၊ကြံသမျှ၊စီသမျှမင်္ဂလာပါမင်္ဂလာဖြစ်အောင်မင်္ဂလာရှိအောင်အာထုတ်တတ်အောင်လို့ဇေယျကောင်းစဉ်ကပါတယ်လေမင်္ဂလာပါအခုမြင်လိုက်ရတာမင်္ဂလာပါကြားလိုက်ရတာဩမြင်တိုင်းကြားတိုင်းမင်္ဂလာရှိတယ်စပြီပြဿနာနော်ကဲမင်္ဂလာရှိအောင်လုပ်လို့မရဘူးလားလာမယ်အဲ့ဒါလာမယ်မြင်တိုင်းကြားတိုင်းတော့မင်္ဂလာမရှိနိုင်မင်္ဂလာမဖြစ်နိုင်ဖြစ်နိုင်သလားမိမိမနစ်သက်တာမိမိမကြိုက်တာမိမိအတွက်သဟဇာတမဖြစ်တာကိုမြင်ရရင်ဒေါသဖြစ်ရင်မင်္ဂလာဖြစ်မလားအမင်္ဂလာဖြစ်ဟုတ်ပြီမိမိနစ်သက်တာမိမိကြိုက်တာမိမိမြတ်နိုးတာမြင်ရရင်လောဘဖြစ်ခဲ့ရင်သိုးအောင်နားထောင်အဲလိုသိတယ်မင်္ဂလာပါနော်မင်္ဂလာနဲ့ပတ်သက်လို့ဦးဇင်းတို့သာသနာမှာအပြောဆိုတော့မစိမ့်ကြပါဘူးအမြဲတမ်းဒါနှလုံးသွင်းပြီးတော့ကြားနေရတဲ့စကားပါတယောက်နဲ့တယောက်နှုတ်ဆက်တာကစဘယ်လိုလဲမင်္ဂလာပါနော် hello good morning how are you ပေါ့နော်မင်္ဂလာပါမင်္ဂလာပါပြောကြဘူးလားသုံးမသုံးဘူးလားသုံးတယ်ဘယ်လိုလုပ်ရင်မင်္ဂလာရှိတာလဲမင်္ဂလာရှိအောင်အမြဲလုပ်လို့ရမရဆိုတာတွေစဉ်းစားဘူးသလားနှုတ်ကနေမင်္ဂလာပါလို့ပြောရုံနဲ့မင်္ဂလာရှိသွားသလားအေးမင်္ဂလာတိုက်ကြီးမှာမင်္ဂလာတိုက်ဖွင့်ပွဲမှာမင်္ဂလာပါဘုန်းကြီးကဘယ်လိုပုံစံဟောမှလဲဒါလေးကြည့်အောင်နော်အတိတ်တန်ရာတစ်ခွင်မှာဦးဇင်းတို့တော်ကောင်းတို့လုပ်ခဲ့သမျှ၊ကင်ခဲ့သမျှ၊ပြောခဲ့သမျှ၊ဆိုခဲ့သမျှတွေကတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသူတွေ့ထားတာပြောတော့
အဝိဇ္ဇာပစ္စယသင်္ခါရဒီမှာဒါပါလေဒါကအဝိဇ္ဇာဆိုတာကမသိတာမင်္ဂလာရှိမှန်းလည်းမသိဘူးမင်္ဂလာဖြစ်မှန်းလည်းမသိဘူးမသိတာကရမ်းလောက်လိုက်တာကဟောအဝိဇ္ဇာပစ္စယဒါအတိတ်တန်တရားလုံးလှုပ်လာတာတို့မင်္ဂလာရှိမရှိမသိဘူးရှင်းတော့အဲ့တော့သင်္ခါရပစ္စယဘာရလဲဝိညာဏဆိုပြီးခန္ဓာဘယ်နှပါးရလဲ၅ပါးရတော့ဘာသစ္စာဟောဗျာဒုက္ခသစ္စာရတယ်ဆိုတော့ခင်ဗျားတို့အဝိဇ္ဇာသင်္ခါရကြီးကမင်္ဂလာပါခေါ်မလားအမင်္ဂလာပါခေါ်မလားဘာကြောင့်အမင်္ဂလာခေါ်လဲဒုက္ခသစ္စာရတာဟုတ်အဲ့တော့ကိုယ့်ဒုက္ခရအောင်လုပ်လိုက်တာဒီမင်္ဂလာပါလို့ဆိုမလားသခါတည်းတည်းကဒီခန္ဓာပေါက်ဖွာလာတော့ကိုယ်ခန္ဓာလေးကိုမခင်ဘူးလားခင်တာကဆွဲလန်းတာကအားထုတ်တာကတဏှာဥပါဒံကံနေထပ်လို့တော့ကမ္မဘဝပြစ်เสียဟောဒီမှာတဏှာဥပါဒံကံလို့ကြတော့ပြောကြတော့ဆိုကြတော့နှုတ်ဆက်ပြန်တော့မင်္ဂလာပါပြောတော့လဲမင်္ဂလာရှိအောင်လုပ်ပါအဆူတောင်းကြတော့လဲမင်္ဂလာရှိပါစေကာယကံဝစီကံမနောကံနေမလားဟုတ်လားအဲ့ဒီမင်္ဂလာရှိပါစေဆိုတဲ့ကံတွေနဲ့ဟာမင်္ဂလာရှိအောင်လုပ်တယ်အလူတော်မင်္ဂလာဆောင်အိမ်တဲ့မင်္ဂလာမွေးနေ့မင်္ဂလာလုပ်ကြတာကာယကံဝစီကံမနောကံနေမလုပ်ဘူးလားအဲ့လုပ်ပြီးတော့ကမ္မဘဝပြည့်စရာဇာတိဆိုတော့ဗာသစ္စာရတော့အဲ့ဒါခင်ဗျားတို့အိမ်တဲ့မင်္ဂလာကြီးကမင်္ဂလာမွေးနေ့ပကြီးကမင်္ဂလာကြီးကမင်္ဂလာဖြစ်သလားအဲ့ဒီမှာမင်္ဂလာပါနော်ကြားလိုက်ရတာမင်္ဂလာပါမြင်လိုက်ရတာမင်္ဂလာပါဘယ်လိုမြင်အောင်လုပ်ကြမလဲလို့ဘာနဲ့လုပ်မလဲမဆိုဘူးတေဩပိဋကကဒါတော့သိတယ်နော်အဲ့ဒါမင်္ဂလာကမင်္ဂလာပြည့်ပဲသွားပါတေဩအဲ့ဒါမင်္ဂလာတိုက်တေဩဘုန်းကြီးဟိုအမိနာမဒီလိုပြောင်းသွားပြီနော်ဒါကင်မွန်တက်ပွဲပေါ်နေတယ်ဟမ်လားအဲ့တော့မင်္ဂလာရှိစေဖို့ဘာနဲ့ရှင်ပြီးလို့ရအဲ့တော့မင်္ဂလာဆိုတာကိုကဘုရားရှင်ကိုရောမြတ်ကြီးအဆုံးအမနဲ့ပြောရင်မင်္ဂလာပပံလူနာတိစိန္ဒတိတိမင်္ဂလာဆိုတာကွာတဲ့ပပံမကောင်းမှုတို့ကိုအဲ့ဒါအတို့ကိုအလုံးဗါတယ်ပပံဆိုတာမကောင်းမှုမှန်သမျှတို့ကိုလူနာတိပေဒတ်ဤတတ္တဤဘာလို့လဲစိန္ဒတိဖြတ်တတ်ဤစိန္ဒတိဆိုတာကောင်းမှုမှန်သမျှကိုပယ်မယ်တတ်မယ်ဖြတ်မယ်မကောင်းမှုမှန်သမျှမလုပ်ခြင်းကိုစိန္ဒတိတိမင်္ဂလာဣတိတသမထိုးကြောင့်မင်္ဂလာမြည်လို့ဒီလိုဆိုတယ်ဒီတော့မင်္ဂလာဆိုတာမကောင်းမှုကိုပယ်တတ်မှမင်္ဂလာဖြစ်တယ်ဒါကြောင့်ကိုလိုချင်တာလေးတွေ့တယ်ကိုနှစ်သက်တာလေးမြင်တယ်ကိုကြားကြံတာလေးကြားလိုက်လို့လောဘဖြစ်ရင်ဟောကောင်းမှုလားသလားမကောင်းမှုလားလောဘဆိုတာကောင်းမှုလားမကောင်းမှုလားကောင်းမှုမကောင်းမှုတွေသင်ထားပြီးပြီနော်ကဲကုသိုလ်ဆိုတာဘာလဲကောင်းမှုဘယ်လိုတော့ကောင်းမှုဖြစ်လောဘဒေါသမောဟမပါတဲ့အလုံးမှာမပါမကုသိုလ်ပါခဲ့ရင်အကုသိုလ်ဖြစ်ရင်မင်္ဂလာခေါ်မလားအမင်္ဂလာခေါ်မလားရှင်းနကလားဒီမှာလေပရိစ္ဆေသမုပ္ပါသက်သေထူထားတယ်အတိတ်တန်တရားလုံးမှာဒိုးလုပ်ခဲ့တဲ့အလုပ်ကလက်ရှိခန္ဓာဘယ်နှပါးရတာလဲသူကသက်သေခန္ဓာမရကြဘူးလားသူတော်တို့မှာဝิญဉ်ရှိမရှိနာယုတ်ကောသလယရဏမျက်စိနာနာလျာကိုယ်စိတ်မရှိဘူးလားဖတ်တာရော
နေ့စဉ်နဲ့မြမြင်ရကြားရနာရထိတွေ့ရဆိုတာမရှိဘူးလားအဲ့ဒါဘာသာပစ္စယခံစားချက်တွေရောရှိတော့ဝိညာဏယုတ်သားယသလယနာဘာသာဝေဒနာခန္ဓာမနပါဘာသစ္စာဟောကြည့်ဒုက္ခဆိုတာဆင်းရဲတယ်သစ္စာကတနည်းအားဖြင့်ဒုက္ခသစ္စာဘာလဲဒုဆိုတာဆက်ဆုပ်เสียဒုဆိုတာအဲ့ဒါကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကိုပူဇော်တဲ့အနေနဲ့ဦးဇင်းဒါလေးထည့်ပြောတာနော်ဆရာတော်ဘုရားကြီးကဒါလေးကိုဘာသာပြန်ပေးကြတယ်ဒုကဆက်ဆုပ်เสียခကအသုံးမကျတာခကသစ္စာကအမှန်ဒုခသစ္စာဒုဆိုတာခဆိုတာသစ္စာကအဲ့တော့ခုခင်ဗျားတို့ဒုဆက်ဆုပ်เสียဆိုတော့ခုခင်ဗျားတို့ခန္ဓာကိုယ်ကြီးမှာတင့်တယ်တာမရှိတယ်နှစ်သက်เสียမြတ်သိုးเสียတွေ့တာเสียတတ်မဲ့เสียမပြောနဲ့တော့စဉ်းစားပြီးမှပြောကြတယောက်တော့ပြောကြတာလှလိုက်တာချောလိုက်တာသိချစ်တာသိပြတ်နိုးတာမျက်စိတွေကကိုမထွက်ဘူးနားတွေကကိုမထွက်ဘူးရှုပ်ချက်ကိုခတ်နေတာပဲအခုမေးပါပြီတင့်တယ်တာပါရှိတယ်ตายရစရာအခုမေးကြပြောကြဟောကြတော့ချွေးလေးတွေမထွက်ဘူးလားကဲမင်းချွေးလေးချစ်လုံးလို့တိမ့်ထားမယ်ဘယ်သူရှိတော့ကဲရွှေမသိမ့်ရင်လည်းရှိစေမင်းမျက်လုံးလေးကသမင်မျက်လုံးလေးမို့လို့မျက်လုံးလေးကထွက်သမျှသိမ့်ထားမယ်လုံးလေးကဘာထွက်လဲအော်မလေးဘယ်နဲ့လူကြားတယ်ဘာလဲရောက်တော့ကဲနားလေးကထွက်တာအောင်သိရရှိသလားအမေမျက်လုံးလာကြီးတဲ့ဒေါက်တာလာကြီးတဲ့တညနေလောက်ကြီးမချိုးရင်ကိုအနာမကတ်ချင်တော့ရှင်းသလားဒုဆက်ဆိုးစရာတရားလို့နာကတရားနာညာကိုလှည့်ကြည့်လိုက်အခုလူကြားတဲ့သူကြားတဲ့မှာပူကအဲ့ရတဲ့တိုးဝေးပြီးတော့ကညက်ထိုင်နေရတော့ချမ်းသာသလားဆင်းရဲသလားတင့်တယ်ရလားတယောက်အနန္တယောက်နဲ့ရှုပ်ချက်ကိုခါရေမွေးနန်းကတစ်မျိုးမိတ်ကနန်းကတစ်မျိုးချွေးနန်းကတစ်မျိုးရှင်းလားဘယ်နဲ့တင့်တယ်ကြရလားနှာခေါင်းကြီးတွေရှုပ်မနေကြနဲ့နော်သူစီနန္ဒမဟုတ်ဘူးကိုယ်စီနန္ဒနေတာသဘောပါရဲ့လားကိုယ်နန်းကိုကြတော့အမြဲတမ်းနေရတယ်ဆိုတော့နန်းနေမထင်ဘူးဗျသူများကိုကြမှာနန်းနေထင်တာဒုသက်ဆုပ်เสียခဘယ်ခါလို့ခန္ဓာဘာသုံးချက်ခုဒီနာသူမင်္ဂလာတရားဟောရင်လည်းဘိုင်းနဲ့လဲတည်ပါမယ်နော်ဒီသွားလို့ခင်ဗျားတို့ပြန်သေးရမှာအနောက်ရှေ့ဖြစ်နေလို့လမ်းအိတ်တိတ်လောက်ခဏဝင်ထားကားဘိန်းပေါက်လို့ဘိန်းခဏလေးဒီဟာလေးခဏချတာအောင်မယ်လို့ပြောကြည့်ဘုန်းကြီးကိုမတော်ရရောမပြောနဲ့ဘုန်းကြီးပြန်လေးဗျာခဏချထားခြင်းလို့ရမလားဘာသုံးကြတော့ဟိုကြက်ကလေးတကောင်ကြက်အတုပါလေးတကောင်ချင်းတောင်းလေးနဲ့ကင်သွားမယ်ငါဖဏပြသွားလို့ဖဏပြန်ဝင်လို့ဒါလေးခဏတည်းအောင်မယ်ဆိုရင်ဟိုကြက်သေးလောက်တောင်အသုံးမကျဘယ်လိုခန္ဓာဘာသုံးကြလဲဒါကိုမန်ကဝင်နေတာစိန်တကလေးပန်လိုက်ဝင်မလေးလှလိုက်တာတော့စိန်တကဆိုပြုံးနေတာသူလှတယ်ပြောတာလားစိန်တကလှတယ်ပြောတာလားအဲ့ဒါလည်းသဘောမပေါက်ဘူးသဘောပါသလားဒုခသစ္စာကအဲ့ဒါကိုအသုံးမကျတာမကျမှမသိတော့မာနတွေတဝင့်ဝင့်နေရှင်းလားသိချာစဉ်းစားနော်ဒီတစ်ခါလူလေးစဉ်းစားကြည့်ဩဒီလူတွေမျက်နာကမာနတခွဲသားနဲ့မျက်နာရှစ်ခေါက်ကျိုးတလောကလုံးသူ့ကပဲလှုပ်ကြွေးနေသလိုလိုဒီလိုမရှိဘူးလားငါဘာထင်လို့တော့ငါဘယ်လိုလူမှတ်လို့တော့မဲပြောကြ
သူကျင်လေတဲ့အတိုင်းဝိုင်းနဲ့သူကျက်စားတဲ့သူထင်ပေါ်တဲ့အတိုင်းဝိုင်းလေးပြန်ကြည့်စัจ java လာကြီးအသာထားအောင်ကဘာကြီးတစ်ခုလုံးနဲ့ရှင်ကြည့်ရင်ကိုယ်ခန္ဓာလေးဟာဟိုချိုတူအကြည့်ဗာမင်းအမုံပါလို့ဘာလဲဒါဒီကဘာရဲ့အနီးနားကကြည့်တာရှိသေးတာဒီစัจ java လာရဲ့တခွင်ကနေစัจ java လာအနန္တကနေကြည့်လိုက်ရင်ကိုယ်နေရာလေးဟာဘယ်လောက်ကျယ်ဝန်းလဲကိုယ်ခန္ဓာဘယ်လောက်ကြီးလို့မြူမုံလေးလောက်တော့မရှိဘူးမမြင်ရဘူးဟိုစัจ java လာခင်ဗျားတို့လမ်းကြည့်သဘောပါသလားဒီကနေလမ်းမြင်နေရတာပဲဂျိုးတွေကဘာတွေအများကြီးမြင်နေရတာပဲဒါပေမဲ့ကျုပ်တို့မြင်ရတော့ဗာလေးပဲမြင်ရအဲ့ဒီအမုံလေးဘဝဒီခန္ဓာလေးဟာပြောပလောက်သလားဘာမှမဟုတ်တာကိုအဟုတ်လုံးပြီးမှန်နေဝင်နေတာရှင်းလားဘာသုံးကြလို့တို့ဘယ်လောက်တန်ဖိုးရှိလို့တို့ကျင်ကလားအဲ့တော့အခုခမရတို့ရထားတဲ့ဘဝသိချီးကျဲတယ်မထင်နဲ့ရှေးကလူတွေရဲ့ခန္ဓာကိုယ်နဲ့ပြန်ကြည့်တယ်ဥစဉ်ဒီနေ့ကပဲရန်ကုန်ကနေမန္တလေးကနေပြန်လာတော့လမ်းမှာသစ်ပင်ကြီးတွေကြည့်စိတ်ကူးထဲမှာပေါ်လာတယ်ရတဲ့တက်ကပုဂ္ဂိုလ်တွေလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ပုဂ္ဂိုလ်တွေဘုရားဒေသစာကြီးကြွားပြီးဒေသစာကြီးကိုချီးရင်ခရီးနေပြီးတော့တရားဟောခဲ့တဲ့နေရာတွေကြည့်တော့မိုက်ထောင်ချီနေတယ်မိုက်9000 8000ရှိတယ်ဟိုးအီတလီဘက်ထိရောက်လမ်းလျှောက်သွားတာဘုရားတို့အဲ့ဒီလမ်းလျှောက်တဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့ဘုရားရဲ့ခြေတော်ရာတွေနဲ့အယက်တွေနဲ့ပြန်တိုင်းကြည့်ဒီသစ်ပင်တွေဟာသူတို့လက်ထက်ကမြက်ပင်လောက်ပဲရှိတယ်အခုငါတို့မော့ကြည့်နေရတယ်ဒါနော်သူတို့ရမောင်းနေတဲ့သူတို့လမ်းလျှောက်သူတို့သွားကြတဲ့ခါကျတော့ဒါဟုတ်တယ်ခန္ဓာကိုယ်ကထွားကြိုင်းတော့သွားအခုငါတို့ကပေါ်ရွက်စိတ်တော့ကလေးကြံတော့တယ်ဒုက္ခနာလေသူတို့လက်ထက်ကဆိုရင်တို့ကဘယ်စိတ်လောက်ခွေးလောက်ရှိမှာရှင်းသလားကုသိုလ်ကောင်းလို့လားအာကုသိုလ်များလို့လားအဲ့တော့ခန္ဓာကိုယ်လေးကရှိတာဇီးပဲလောက်ရှိတာဒါလေးကိုမန်တဝင့်ဝင့်လုံနေတာရှက်เสียမကောင်းဘူးလားရှင်းတယ်နော်ဒါပေမဲ့ရထားပါတယ်ခင်ဗျားတို့အားတော့မငယ်ပါနဲ့တော့ပြောလိုက်လို့ဘာဘဝရထားတယ်ဘာဘဝရထားတယ်လူဆိုတာတလုံးနဲ့ပြောရင်အသိဉာဏ်ရှိလို့လူဘာဖြစ်လဲဒါပေမဲ့ဉာဏ်ဆိုတာဘာခေါ်လဲပြန်ပြောပါအကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ကိုပိုင်းခြားသိတာဉာဏ်အားလုံးညီညာတစ်ခေါက်ပြန်ပြောပါပိုင်းခြားသိတာဉာဏ်ဒါပေမဲ့လူမှန်ရင်အကောင်းဆိုးမခွဲခြားပဲလုပ်ရမှာလားခွဲခြားပြီးတော့လုပ်ရမှာလူမှန်ရင်နော်မကောင်းတာလုပ်ရမှာလားကောင်းတာလုပ်ရမှာဟုတ်ပြီအမှားအမှန်မဝေဖန်ပဲလုပ်ရမှာလားဝေဖန်ပြီးမှလုပ်ရမှာအဲ့တော့မှားမှန်မသိလုပ်နေရင်လူလားတလိမ့်ဆန်လားဟုတ်ပြီမှားတာမှားမှန်သိရင်လည်းလုပ်နေရင်တလိမ့်ဆန်ချက်မိုက်သေးတယ်ရှင်းလားဒါနဲ့လူဆိုတာအသိဉာဏ်ရှိလို့လူလို့ခေါ်တာအဲ့တော့ဒီနေ့မင်္ဂလာပါဆိုတဲ့တရားမှာတော်တော်တို့ဝေဖန်နိုင်အောင်ဦးဇင်းကပြောပေးတော့မှာပါအဲ့တော့အကောင်းဆိုအကြောင်းအကျိုးအကောင်းဆိုအမှားအမှန်တကယ်ဝေဖန်ရမှာဒီသုံးချက်နော်ဦးဇင်းကဉာဏ်ရဲ့ definition ကိုဘာသာပြန်ကြည့်လိုက်တော့ပထမဘာသာပြန်တော့၄ချက်ရတယ်အကောင်းဆိုအကြောင်းအကျိုးအမှားအမှန်ဆင်းရဲချမ်းသာပိုင်းခြားသိတာဉာဏ်လို့စာအုပ်ထဲမှာအဲ့တိုင်းရေးတာသို့တော့တရားဟောတဲ့အခါဒီသုံးခုပဲသုံးဒီသုံးခုက key point ဆိုတာအဓိကကြတဲ့တော့ချက်အကောင်းဆိုတန်တရားတစ်ခွင်လုံးမှာဒီမှာအဝိဇ္ဇာပစ္စယသင်္ခါရဆိုတာအကောင်းဆိုဝေဖန်ပြီးလုပ်ခဲ့တာလားမဝေဖန်ပဲလုပ်ခဲ့တာဝေဖန်နိုင်စွမ်းကိုရှိသလားဟောကိုဘဝကိုသိအောင်ပြောတာ
ခုခမည်းတော်ရထားတဲ့လူဘဝကြတော့ဉာဏ်အသိဉာဏ်ရှိလို့လူလို့ဆိုရင်အကောင်ဆိုးကိုဘာဖြစ်နိုင်ရမလဲဝေဖန်နိုင်ရမယ်ဒီမှာအတိတ်တန်တရားကဝေဖန်ခဲ့သလားဝေဖန်နိုင်စွမ်းကောရှိသလားအကောင်ဆိုးလည်းမသိဘူးအကြောင်းအကျိုးလည်းမသိဘူးဒီအကြောင်းအကျိုးကလည်းအမတန်အရေးကြီးဒီသမာဓိဋ္ဌိနဲ့မိစ္ဆာဒိဋ္ဌိဗုဒ္ဓဘာသာအစစ်ဗုဒ္ဓဤတပိသသမတအစစ်ဖြစ်ဖို့ဆိုရင်အကြောင်းအကျိုးမသိပဲမရပါဘူး။ဘာမသိပဲမရဘူး။စာလို့ပြောရင်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့အာဘော်နဲ့ပြောရင်ပဋိစ္စသမုပ္ပါမသိပဲမရဘူး။ရှင်းတယ်နော်။ဒါစာလို့ပြောတာပဋိစ္စသမုပ္ပါဆိုတာကိုယ့်ဘာသာစကားမှမဟုတ်ပဲ။ကိုယ့်ဘာသာစကားနဲ့ပြောရင်အကြောင်းနဲ့အကျိုးပဋိစ္စသမုပ္ပါအဲ့ဒါတချို့ကပဋိစ္စသမုပ္ပါလို့ပြောရင်ဝေဖန်တဲ့လူကရှိသေးတာနော်ဘာမှမသိညာမှမသိနဲ့ပရိစ္ဆသမုပ္ပါပြောမလေးသူကဇွတ်တွန်းပြီးပရိစ္ဆသမုပ္ပါပြောနေသူတို့မိုးကုတ်ကပရိစ္ဆသမုပ္ပါကိုဒီလိုလုပ်ချင်သေးတာမိုးကုတ်မဟုတ်ဘူးခင်ဗျတဘာဝတရားကြီးကအကြောင်းနဲ့အကြောင်းအကျိုးမှမသိပဲနဲ့သမာဓိကြီးဖြစ်ကုန်မဖြစ်နိုင်ရှင်းလားအဲ့ဒါဘာလို့ပြောသလဲမေးအခုတို့တို့အသီးသီးကိုးကွယ်မှုတွေမရှိဘူးလားတော်ကပဲဒီရန်ကုန်ကပါပဲဖုံးဆက်ပါတယ်ရန်ကုန်ကနှစ်ခုလောက်ရှိတယောက်တော့သုံးသောလင်မယားကတော့တပည့်တော်တို့လင်ရောမယားရောရှင်ဘုရားတို့တရားတော်တွေနာပြီးတော့သစ္စာဉာဏ်ထိုက်တန်တဲ့လောက်ပွင့်လင်းရတဲ့အတွက်တပည့်တော်တို့ကိုးကွယ်မှားတွေဆွန့်လိုက်ပါပြီတဲ့အဲ့ဒါလို့ကိုးကွယ်မှားတွေနတ်ကိုးကွယ်မှုတွေဘိုးတော်ကိုးကွယ်မှုတွေထင်အောင်ထင်မှားကိုးကွယ်မှုတွေအားလုံးစွန့်ပြီးတော့ဘုရားတရားသံဃာကလွှဲပြီးငါတို့မှဘာမှမရှိဆိုနေကြတယ်ဒါဖြစ်ချင်တော့တပည့်တော်တို့သီးပွားကြီးကလည်းအစင်မပြေကျမ်းမာကြီးကလည်းမကောင်းတော့အမေတွေဖေတွေကပြောတယ်တဲ့နင်တို့ဟာကဘုန်းကြီးတွေပြောတိုင်းရှောက်ရှောက်မလုပ်နဲ့နော်ဘုန်းကြီးတွေကဘုန်းကြီးတွေနော်အဲ့ဒါဘုန်းဆက်ရတယ်အဲ့ဒါရှင်ပြအမေဖေတွေကိုနားလည်အောင်ဘယ်လိုပြောရမလဲဟောလူကြီးတွေကမားနေတာဟုတ်ဗျမဟုတ်နော်လူကြီးတွေဆိုအသက်ကြီးတဲ့လူတွေပြောတာနော်မိခင်ဖခင်တွေပြောတာအဲ့ဒါပြောတာနော်သူတို့ကအယူမမှန်တဲ့အခါကျတော့လောကီကလောကီတတ္တဗါတဲ့လောကုတ္တရာကလောကုတ္တရာအမလီသူတို့ဆင်ကြီးတွေအများကြီးအဲ့တော့မိယောဖလာမိဆိုင်အောင်မလီဗျာဆိုင်တယ်ဆိုတာအကြောင်းကျိုးပဲနော်အကြောင်းကျိုးနားမလဲတော့ဟိုဟာနဲ့ဆိုင်တယ်လို့ခင်ဗျားတို့အမျိုးတွေကလည်းဆက်နိုင်လို့နော်ဟိုဒီအောက်ဘက်ကရန်ကုန်ဟုတ်လားဟင်္သာအစရှိတဲ့ပြင်အေယာဝတီမြို့ပေါ်ကျွန်းပေါ်ဟိုအောက်ဘက်ထဲကလူတွေကဟိုတောင်ပြုံးနဲ့ဘယ်လိုသွားဆက်တယ်မသိဘူးအဲ့တော့မျိုးတွေလည်းဆက်နိုင်တော့သဘောပါသလားနောက်ခင်ဗျားတို့တော်နေတာပြီးတော့ပြောလိုက်ရင်လေဒါဒီနေရာမှာစကလုံးကမသုံးလို့မဖြစ်လို့ပေါ့လေအဲ့ဒီလူမျိုးတွေပါရင်တော့သိခံပေးပါလူမျိုးကိုပြောတဲ့တရားမဟုတ်ပါဘူးဗမာတွေကိုဟောနေတာနော်ဗမာတွေဘာပြောလဲဆိုကလားတွေကြမုန်းတယ်တဲ့သူတို့ကလားတွေကြမတည့်ဘူးကလားဆိုရင်မကြည့်ဘူးမပြောတာအဲ့ဒီမင်းကြီးမင်းလေးဆိုတဲ့ကောင်ကဘာကောင်တော့ကလားဖယားလုံနေပြီးမှမတည့်ဘူးလုံနေတာနင်တို့ကမလုံလုံးဘူးလားလို့ပြောလိုက်ရှင်းလားမြင်းစည်းလို့မှအထီးမှမသိအမှမှမသိဝက်သားနတ်ကတော့ဘာလို့မဆမ်းမှမသိဘူးမေးကြည့်အောင်တို့ဖေကလားဟုတ်ရှင်းလားအဲ့ဒါအကြောင်းလည်းမသိအကျိုးလည်းမသိအဲ့ဒါဘုန်းကြီးအကူညီပေးပါဦးတဲ့ဆိုတော့အကူညီပေးပါဦးဆိုရင်လာခဲ့တရားပွဲလားတရားနာတဲ့လူမှသိမယ်မနာတဲ့လူတို့ပြောလို့မရတယောက်ကလာဖုံးဆက်လာတယ်ရှင်ဗျာတဲ့အခုတပည့်တော်ကအဲ့ဒါတွေပယ်လိုက်တဲ့အခါကျတော့တပည့်တော်ယောက်ျားမပယ်နိုင်ဘူးတဲ့ဘေးတင်းနေထွက်ရပေါက်တွေလုံနေတော့အခုလင်မယားကွဲမလို့ဖြစ်နေတယ်လုပ်ပါဦးတဲ့ဟောလင်မယားကွဲလဲသူ့မင်္ဂလာကြောင့်စီးပွားပြက်လဲသူ့မင်္ဂလာကြောင့်မဆိုင်ပြောကြတဲ့က do as you like မင်းတို့ကြိုက်တာလို့ဒါပေမဲ့ဘသူကိုယ်တိုင်သိရမယ်ဘုန်းကြီးပြောယုံနဲ့မပယ်လိုက်နဲ့ကိုယ်တိုင်ယုံကြည်ချက်မရှိအဲ့ဒီပြဿနာတွေလာမှာပဲရှင်းလားသဘောပေါက်သလားအဲ့ဒါ
အသိဉာဏ်အကြောင်းအကျိုးဒါကြောင့်လောကမှာခင်ဗျားတို့ရင်ဆိုင်ရတာတွေအားလုံးကိုရှင်းပြထားပြီးသားပါပစ္စည်းဥစ္စာဒနာကြွယ်ဝခြင်းမကြွယ်ဝခြင်းရဲ့အကြောင်းရင်းငါပါလေဒါနာအားလုံးသိတယ်ပြောရစမ်းမှာဥစ္စာဒနာနဲ့ပတ်သက်လာရင်အနိယကင်းဘေးရှိပြီးအနာယောဂကင်းခြင်းမကင်းခြင်းနဲ့ပတ်သက်လာရင်ဖြေနာကြလားကိုယ်စိတ်နှစ်ပါးအေးချမ်းခြင်းမအေးချမ်းခြင်းနဲ့ပတ်သက်လာရင်ဘာဝနာအလုံးမမလုပ်ဘူးတဲ့လူကချမ်းသာအောင်နေကုန်မနေတတ်ဘူးရှင်းသလားဒီနေ့ဥစ္စာဒနာကြိုက်တဲ့လောက်ပေါ်ယာဒူးကြိုက်တဲ့လောက်ကြီးပါစေဘာဝနာအသိဉာဏ်မရှိသူသည်အေးချမ်းအောင်ယုံသလားအလုံးလက်ခံသလားအေးချမ်းခြင်းရင်ဘသူကိုယ်တိုင်ပွားများအဲ့ဒါအကြောင်းအကျိုးအခိုက်အမာပဲရှင်းလားငါတို့အနေမကင်းဘေးမရှိဘူးဆိုငါအတင်းလူတွေဘာလို့ပြောခံပါလဲဆိုဟောငါအလှဲ့ပြောခဲ့လို့ဒီနေ့ငါတို့ဘာလို့မတရားအလုပ်ခံမတရားတာဘယ်သူလုပ်ခဲ့လို့လဲကိုယ်ကိုယ်တိုင်လုပ်ခဲ့လို့အကြောင်းရှိခဲ့လို့အကြောင်းရှိရင်အကြောင်းမရှိရင်အကြောင်းကောင်းရင်အကြောင်းမကောင်းရင်ယူတတ်တဲ့လူရမယ်ဘာဖြစ်လဲအသုံးချမှာအသုံးချသလောက်တန်ဖိုးရှိတယ်ပြန်ပြောအသုံးချမှာအသုံးချသလောက်တန်ဖိုးရှိတယ်တရားမသိရင်အသိတရားမရှိဘူးပြန်ပြောတရားမသိရင်အသိတရားမရှိရင်တရားနဲ့လျော်စွာမနေတတ်ဘူးအသိတရားမရှိရင်တရားနဲ့လျော်စွာမနေတတ်တော့လောကမြကာယကံဝစီကံမနောကံတွေဟာအမင်္ဂလာကြီးဖြစ်ကုန်ရှင်းလားကလားကိုဒုက္ခရောက်ကြောင်းကြီးကိုလှုပ်တော့မှာဟုတ်ဗျကမ္မဘဝပြည့်စရာဇာတိပြီဘာသစ္စာဒုက္ခအလိုလိုရောက်တာလားဒုက္ခရောက်အောင်လှုပ်လို့ဒုက္ခရောက်တာလားအဲ့တော့တရားမသိရင်တရားနဲ့လျော်စွာမနေတတ်တော့တရားနဲ့လျော်စွာမနေတတ်ရင်အပြစ်ဖြစ်တယ်ဘာဖြစ်လဲအပြစ်ဖြစ်တယ်ဆိုတာလုံးသမျှကာယကံဝစီကံမနောကံတွေအလုံးဒီအကုသိုလ်တွေကြီးဖြစ်ကုန်အပြစ်တင်တဲ့လူကချမ်းသာမလားဆင်းရဲမလားအပြစ်တင်တော့ဆင်းရဲတယ်အဲ့တော့ခင်ဗျားတို့ကဆင်းရဲခြင်းလားချမ်းသာခြင်းလားချမ်းသာခြင်းရင်အပြစ်ကင်းအောင်နေရချမ်းသာခြင်းအပြစ်ကင်းအောင်မလုပ်နေမလဲတရားနဲ့လျော်စွာနေရမယ်ဘာနဲ့တရားမယ်တရားနဲ့လျော်စွာနေဖို့အသိတရားရှိရဘာရှိရမလဲအသိတရားရှိဖို့ဆိုရင်တရားသိမှရမယ်ဘာသိမှရမယ်အဲ့ဒါကြောင့်အသိရဲ့တတိရဲ့ဉာဏ်ရဲ့အရေးကြီးတယ်ဒါလေးစောင်းရေးပေးဖို့စဉ်းစားထားတယ်နော်အသိတတိဉာဏ်ရပြောအဲ့တော့တရားအသိတာမရှိရင်သူတော်ကောင်းတို့ရဲ့တတိသည်တရားနဲ့လျော်တဲ့တတိဖြစ်နိုင်သေးလားတတိဆိုတာအောက်မေ့တာတတိဆိုတာအဲ့တော့အောက်မေ့တိုင်းမှာတရားအသိရှိတဲ့လူဟာဉာဏ်ဖြစ်တယ်တရားအသိမရှိပဲအောက်မေ့နေရင်ဉာဏ်ဖြစ်သေးလားမဖြစ်တဲ့ပုဂ္ဂိုလ်ကအမှန်တရားကိုလုံနိုင်ပါမလားမလုံနိုင်ပဲသွားမလားခုခင်ဗျားတို့ဒေဟိုးသွားကြမလားဒါဖြင့်ဒေဟိုးမသွားပါရစေနဲ့လို့ဆုတောင်းရမလားအဲ့တော့အလုံးဝေပန်တတ်ဖို့ဝတ္ထုလေးတစ်ပုဒ်ထိုးပြမယ်အဲ့ဒီဝတ္ထုလေးနားထောင်ပြီးတော့ဒီကနေရှိနေတတ်ထိုင်တတ်သွားကြမယ်ဆိုရင်ဒီနေ့မင်္ဂလာတိုက်ဖွင့်ပွဲကြီးအောင်မြင်တယ်ပြောရမှာပေါ့နားမလည်ဘူးမနေတတ်ဘူးဆိုရင်တော့လေဒီပွဲဟာအောင်တယ်လို့ဆိုလို့ခုတရားလာနာကြတာဘာအတွက်လာနာတရားလာနာတာဘာအတွက်လဲဦးဇင်းရကဲဒီမှာတရားနာပိသက်တွေရှိတယ်ငါတရားလာဟောအောင်မယ်ကွာဆိုတာဘာအတွက်လာဟောတယ်ထင်လဲတရားသိစေခြင်းလို့ကြံတဲ့ရည်ရွယ်ချက်ဘာမှမပေါ့ဘုန်းကြီးကသူ့ကြောင့်ခေါင်းလောင်းကြီးခေါ်ပြပြီးတော့ငါတို့အလူခန္ဓာထင်တယ်လို့ထင်လိုက်ပါနဲ့ဘယ်သူနားကမှအလူမခံပါဘူး
ရှင်းလားကိုယ့်အကိုတရားတရားနဲ့အသိတရားနဲ့ကိုယ့်အကိုတရားစေတနာပေါက်ပြီးလောက်တဲ့လို့ဘာလို့ဥဒုမင်္ဂလာဘာအတွက်မှလည်းအလူမခံဘူးဘာမှလည်းခင်ဗျားတို့ကိုလူပါလို့မပြောဘူးသူကလောက်တဲ့တရားဟောခြင်းလို့လာတာရှင်းတယ်ကလားခင်ဗျားတို့ဒီတိုင်းနေတိုင်းလို့ကိုင်းမြင့်ကြီးတွေပဲနားနိုင်နေဆိုသူမင်္ဂလာလည်းကိုင်းမြင့်ကြီးတွေမှာပဲခေါ်လိုက်ရှင်းတယ်ကလားခင်ဗျားတို့ဒီတိုင်းနေတိုင်းလို့ကိုင်းမြင့်ကြီးတွေပဲနားနိုင်နေဆိုသူမင်္ဂလာလည်းကိုင်းမြင့်ကြီးတွေမှာပဲခေါ်လိုက်ရှင်းတယ်တော့ဒီတို့မမားလေးဒကာဒကမကျောင်းဆောက်ဖို့တော့စဉ်းစားဘာလို့စဉ်းစားလဲဆိုတော့တို့ဗမာလူမျိုးတွေကဖျားတယ်လာရဲ့ကျောင်းဆောက်တာရဲ့နဲ့ဖတ်မောနေစားကြမရှိတော့ဟမ်ဘောပါလားဘုန်းကြီးတစ်ပါးပေါ်လာလိုက်ကျောင်းဆောက်ပြီးလဲရဟမ်နောက်တစ်ပါးပေါ်လာလိုက်ကျောင်းဆောက်ပြီးလဲရကျောင်းဆောက်တာနဲ့ဖတ်မောနေဦးဇင်းတို့နေဇတ်ဒေသသွားတဲ့အခါကျောင်းတွေထိုးအန်းကျောင်းကြီးတွေကအများကြီးတန်ခါမရှိကိုတန်ခါတစ်ဖြည်းဖြည်းပါနဲလာပြီးနောက်တိတဲ့နေအောင်ပါအဲ့တော့ငါကျောင်းဆက်ဆောက်အောင်မလားမဆောက်အောင်မလားအဲ့ဒါစဉ်းစားနေတာနော်အလကားမကုန်အောင်လို့ရှင်းလားဘုရားတွေတဲ့ပကံဘုရားလိုပဲဘယ်နာမှခြေချရဲစရာမရှိဘူးဒါပေမဲ့အပြိုနဲ့အပြစ်ကြီးပဲဟမ်အကျိုးရှိလားအကျိုးရှိတဲ့အလုပ်ကိုလုပ်တတ်ဖို့လိုတယ်ကြွားလိုက်တာဂုံယူတာမုတ်ဆိုးမကစားဖျားတယ်အေးဖျားတွေကြီးတယ်ပြတော့အဲ့နာဘာလို့လုံးဝမသိတော့ဟမ်လဲဆိုင်ကြမရှိတော့သဘောပါသလားရှင်းရလားဖျားတွေများနေုံနဲ့သာသနာထုံးကားပြီလားဟမ်ရှင်းတယ်နော်ဇေဒီကြီးတွေရွှေရောင်ဝင်းနေုံနဲ့သာသနာထုံးကားနေတယ်လို့ဆိုမလားသာသနာရဲ့အနှစ်သာရအဆုံးအမဘုရားရဲ့အဆုံးအမလိုက်နာကျင့်သုံးသူဘလောက်များတယ်မများဘူးဆိုတာကအဖြစ်တလောကလုံးတရားပြည့်နေပြီးတော့သာသနာထွန်းကားပါတယ်ပြောရင်အမှန်ဖြစ်နိုင်သလားဘုရားတို့ပုံကိုစစ်ဆေးကြည့်တတ်မှာငါတို့ကိုယ်တိုင်ရောကိုကျင့်တရားစင်ကြယ်ရဲ့လားဘုရားအဆုံးအမတိုင်းနေနိုင်ပြီလားမနေနိုင်ရင်ငါတို့စီမှာသာသနာကိမ့်မလားခုတရားလာတဲ့လူတွေအားလုံးမင်းသားပါတပည့်တော်ယင်ထဲမှာသာသနာကိမ့်ပြီလို့လက်မထောင်တဲ့လူထောက်သူမင်္ဂလာလည်းမထောင်ရဘူးဟမ်အဲ့ဒါသာသနာထုံးကားတဲ့ခေါ်မလားအဲ့ဒါအဖြေပဲတို့မြန်မာနိုင်ငံဗုဒ္ဓဘာသာတွေရွှေချောင်းပြောင်ကြည့်လိုက်ဘယ်မျိုးဖြစ်ဖြစ်ရွှေစီတီကြီးတွေဟိမ့်လို့ပြီးရင်သခိုးနဲ့ချဘိုးကိုကြည့်သဘောပါလားရှင်းရလားခုခေတ်ကဆရာသမားတွေဘက်ကလည်းပေါ့ရော့ဟိုတလောကပြဘောကအဖွဲ့တွေလာကြအဲ့တော့တခြားရိပ်သားတစ်ခုကတခြားဌာနတစ်ခုကဘုန်းကြီးတစ်ပါးလာတယ်ဗျာတပြည့်ဆိုင်မှာဆက်ပြင်းနေတယ်တပြည့်ရှင်ဘုရားကိုဖွင့်ထားတာရှင်ဘုရားអော်တယ်အကုန်လုံးသခိုးကြီးပဲလူတွေလည်းသခိုးကျောင်းသားတွေလည်းသခိုးဆရာသမားတွေလည်းသခိုးရုံးဝန်ထမ်းတွေလည်းသခိုးနော်ဘုန်းကြီးတွေလည်းသခိုးနော်ဆိုတော့ဟာငါတို့ကပါသွားပြီလို့ပြောတယ်လေအဲဒီဘုန်းကြီးအမေဘုန်းကြီးကဘာတွေပြောနေတာလဲလို့မေးတယ်အေးနားထောင်ကြအားလုံးပြင်ကြမှာရမှာနော်လူတွေအပြစ်ပြောနေတာမဟုတ်တို့ဘက်မှာလည်းချွေရင်းရက်တွေအများကြီးပဲနော်တို့ဘက်လို့ပြောမှဖြစ်မှာတော့ကြသူတို့ပြောတယ်ထင်နေမယ်ကိုပြောတာရှင်းလားအဲ့ဒါသိရေးကြည့်တာသာသနာဝန်ဆောင်ပုဂ္ဂိုလ်တွေဟာသာသနာဝန်ဆောင်စစ်ဖန်အောင်ကြိုးစားကြဖို့လိုတယ်သာသနာရဲ့အသီးပွင့်တွေဝတ်ယုံသုံးဆောင်နေပြီဦးဇင်းတို့မှာတာဝန်ပိုကြည့်တာပေါ့ဝတ်ထားတဲ့အဝတ်ကလည်းသာသနာရဲ့အဝတ်ရှင်းလားဒီသင်္ကန်းတွေဘယ်သူကျေးဇူးကြောင့်ရဖယားကျေးဇူးဖယားပေးတဲ့အဝတ်ရှင်းလားဘုရားသာသနာရှိနေလို့ဒီသင်္ကန်းလေးချောချောချူချူဝတ်နေရတာဝါကိုဆိုရင်တတိယပဲဝယ်ဖို့မလွယ်ဘူးဟမ်သဘောပါသလားနေရတဲ့အကြောင်းဘယ်သူကျေးဇူးလဲဘုရားကျေးဇူးဘုရားဆုံးမတွေရှိနေလို့ခင်ဗျားတို့လူကြတာပေါ့နှမဝင်လူပါမလားလူချင်းနေစရာအိမ်ကိုအိမ်ကိုတောင်မနဲ့ရုန်းကန်နေရတာသူများအိမ်ဆောက်ပေးဖို့လွယ်မလားအေးအဲ့ဒါဘယ်သူကျေးဇူးတော့ကျင်းတတ်သလား
နေရတာလဲဖရာကျေးဇူးဝတ်ရတာလဲစားရတာဟောအဲ့ဒါကျေးဇူးရှင်လို့မှကျေးဇူးပြန်မဆက်နိုင်ဘူးဆိုရင်တာဝန်ကျေပါမလားအဲ့ဒါဆရာဘက်ကလည်းတာဝန်ကျေရသက်ခေတ်ဆက်မှာတို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်ကြီးဟာနှစ်ပေါင်း1500ကျော်သာသနာကိုထိမ့်သိမ်းလာပေမဲ့အဆက်တာဝန်မဲ့ခဲ့တဲ့အတွက်ရှင်းလားဘယ်သူတွေတာဝန်ကျေပါတော့လက်ညှိုးထိုးပြီးလက်ချိုးရည်လို့ရတယ်နှစ်1500ပါရှင်းလားကျွေးမွေးလာခဲ့ရတာထောက်ပံ့လာခဲ့ရတာနဲတာမဟုတ်ဘူးတန်ခါးလေးဒါပေမဲ့တာဝန်မကြည့်ခဲ့ဘူးမကြည့်ခဲ့တဲ့အတွက်တရားပွဲဟာနတ်ပွဲလောက်မစီတာအမှန်ရှင်းလားခြိတက်လာကြတာယထာလည်းမလောက်ဘူးကားလည်းမလောက်ဘူးတောင်ပြုံးပွဲစီမစီဒီနေ့နတ်ကတော်တွေမြတ်တယ်သူတို့နတ်ရုပ်ကလေးတွေပေါင်ထားတာရွေးနိုင်တယ်ဒီနေ့တခါပေါင်ထားခဲ့တာဟုတ်ဗျာဘုလည်းယန္တနာကိုပြီးတော့ပေါင်ပေးကြပါပြီနတ်ရုပ်တွေနော်အဲ့တော့အဲ့ဒါဘာဖြစ်လို့လဲဟာဘုန်းကြီးကနတ်ကတော်တွေကြီးပွားသွားတာကိုမနာလိုနေတာထင်တယ်ဟမ်နတ်ကတော်ကြီးပွားတာမဟုတ်ဘူးတဲ့အိုးကြီးပွားကုန်တာဟမ်ဘာကြီးပွားတာအေးနတ်ကတော်တွေကလည်းပြောပါကြီးတဲ့ဟုတ်မနေ့ကတော့စိတ်ညစ်သွားတယ်သူတို့နတ်ရုပ်မရွေးနိုင်ဘူးနော်အဲ့ဒီနေ့တော့အဆင်ပြေသွားတယ်အဲ့ဒါမနေ့ကတော့မပြေမလဲနဲ့ပဲသွားကြဒီနေ့တော့ပြေလဲပဲဟမ်ဘောပါလားသိလိုက်ကြည့်လိုက်ကြရလိုက်ကြတာလည်းပြောမနေနဲ့တော့ငါလည်းအိုးနဲ့သွားမူကြယူကြဆိုတော့မူယူနေတယ်ဆိုကြတဲ့ဟေးလေသူပူဇော်ပသရတာကွာအရက်နဲ့ဟုတ်ဟမ်ကောင်းလိုက်တဲ့ပွဲတော့ပြောစရာမရှိဘူးရှင်းလားဘာပွဲတော့တနိုင်ငံလုံးတညီတညာတဲ့သွားတဲ့ပွဲရှင်းလားမင်္ဂလာလားအမင်္ဂလာလားဒါကြောင့်ဒါလိုတယ်ဘာလိုတာတော့ခြေတတ်ကြလားအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ခုနဝတ္ထုနော်ခြေတောင်သိမ့်မရကြအဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတရင်သုံးပြီးတကာလနေတော့မှာသာဝတိမြို့ကဥပဒကတယောက်ရှိဥပဒကဆိုတာဘုရားရဲ့တပည့်သာဝကတကာပေါ့လေနော်အဲ့တော့ဥပဒကမှာနားပင်းနဲ့နားလေးနေတဲ့ရောက်ခမတယောက်ရှိအဲ့ဥပဒကမှာဗာလဲသူမိမသူမျိုးသမီးရဲ့အမေကနားလေးအဲ့တော့ဥပဒကကတော့ဘုရားရဲ့တပည့်သာဝကပြီးပြီဘုရားရှင်ကိုရောမြတ်ကြီးကဇေတဝန်ကျောင်းတော်မှာညနေတိုင်းတရားပွဲရှိဟုတ်ပြီနော်အဲ့တော့ညနေဆောင်ရင်သာဝတိမြို့ကလူတွေကတရားနာသွားကြတော့ဒီဥပဒကလည်းအမြဲတမ်းတရားနာသွားလိမ့်ရှိအဲ့တော့သူတရားနာသွားတဲ့အချိန်မှာတရက်ကြတော့အိမ်မှာသူ့မျိုးသမီးကိုတွေ့ကျင်လို့သူ့ရောက်ခမကြီးကအိမ်လာလဲပြီးတော့တနေ့ကုန်သမီးနဲ့စကားသမီးပြောစားကြတောက်ကြပေါ့လေအဲ့ဒါနေ့လေဥပဒကကဒီနေ့လိုပဲဥပုပ်နေပဲမနေ့စောကြီးသွားကျောင်းမှာဥပုပ်ဆောင်အိမ်မှာရောက်ခမကြီးရဲ့မိမရဲ့နေခဲ့ရောက်ခမကြီးကနေ့လေစားတော့ပြီးတဲ့အခါကျတော့စားလို့ဝါပြီအစီရစ်ပြီဆိုတော့ဘာလို့ဒါအလုံးသိနော်သမင်းလုံးစီတာပေါ့သမင်းလုံးစီနေရင်သူသမီးကဘေးကနေရက်ကလေးခါပြီးအမေစပင်လေးတွေဖြီးပေးပေါ့လေပါလှုပ်ပေးနေတဲ့အချိန်အိမ်မပြောခင်စကားသမီးပြောကြတယ်သမီးနှစ်သားအနည်းယောက်ျားပဲသွားတော့အမလေးဖះဖြစ်မဲ့အုံကြီးကြီးကယောက်ျားကျောင်းသိပ်သွားပြန်လည်းမကြိုက်ဘူးကျောင်းသွားတာနဲ့ရဲဆိုင်သွားတာဘယ်အကြိုက်ရှိပါသေးနော်အဲ့တော့ဘုရားမြတ်မဲ့အုံကြီးကြီးကကျောင်းသွားတယ်ဥပုသ်ဆောင်တယ်ဒီနေ့ညီယောက်ျားကညီကိုကျင်းနာနာဘယုတဆိုင်များရှိရလားမေးတော့မျိုးသမီးကပြောတယ်မေးတဲ့ကျမယောက်ျားလို့ယောက်ျားမျိုးရှာရခက်အမတန်သီလသမာဓိပညာနဲ့ပြည့်စုံမဟုတ်တာဆိုလို့ဘာတစ်ခုမှမလုပ်ဘူးအရင်မတော့ဖဲမရိုက်ခေါ်မစားဟုတ်ပြီနော်အားလုံးကိုကျင့်တရားနဲ့ပြည့်စုံတယ်
ဘုန်းကြီးတွေတဲ့တောင်အတော်ရှာခက်တယ်အမေကိုကဘုန်းကြီးတွေလည်းလိုက်ရှာနေလို့ပြောရတာသဘောပါသလားဘယ်လိုလဲဘုန်းကြီးတွေတောင်အဲ့ဒါဘုရားသခင်ကစကား950နိဗ္ဗာန်တော်မှာပါလာတဲ့ဒါဒီတော့ဟုတ်ပြီနော်ဘုန်းကြီးတွေတဲ့တောင်အတော်ရှာခက်တယ်ဒါလောက်သီလသမာဓိပြည့်စုံတဲ့လူသူယောက်ျားကိုသူမွန်းတင်လိုက်တာယောက်ကမကြီးရပါဖြစ်တယ်နားလေးတော့သူ့မေးရဟမ်ညီယောက်ျားဘုန်းကြီးဝတ်သွားမလားလို့ပြီကြည့်ပြောကြနော်ဟမ်ဗါလဲညီယောက်ျားဟိုကသူ့ယောက်ျားကိုတော်လွန်းလို့ဘုန်းကြီးတွေချက်ကိုတော်သေးတယ်လို့သူကလှုပ်ချင်တာဟုတ်ပြီနော်သီလနဲ့လည်းပြည့်စုံသမာဓိနဲ့လည်းပြည့်စုံအမတန်မှကိုကျင့်တရားနဲ့ပြည့်စုံတယ်တပည့်ပေါ်မှာလည်းအမတန်ကျင့်နာပါတယ်ယူရပါတယ်အမတန်တော်တဲ့ယောက်ျားမလေးအမေရဲ့ကျမလိုယောက်ျားမျိုးကဘုန်းကြီးတွေတဲ့တောင်ရှာရတော့ခဲ့တယ်ဘာဒီလိုပြောတာနော်အဲ့လိုပြောလိုက်တာကိုသူ့မေရပါကြတော့ဘုန်းကြီးဝတ်သွားပြီဟဲ့နေယောက်ျားဘုန်းကြီးဝတ်သွားသလားဒါလိုပြောလိုက်တော့အဲ့ဒီအသံကိုနောက်ကသူ့အိမ်မှာအလုတ်ကျွေးပြုတ်ကြတဲ့အိမ်အမှုတန်းနေကြားသွားအိမ်ကကျွန်းနေပေါ့ဗျာအမှုတန်းဆိုတော့ကြရောနေဦးမယ်နော်ဗာလဲကျေးကျွန်းနေအမှုလုပ်တယ်ရဘာလို့ကြားသွားတော့ဟာသူတို့သခင်ဘုန်းကြီးဝတ်ပါပြီဆိုငိုကြပါလေရောဘုန်းကြီးဝတ်တာငိုစရာလေဟမ်ဘုန်းကြီးဝတ်တာမကောင်းတဲ့လို့လားကောင်းတဲ့လို့ဘာလို့ငိုမင်္ဂလာမသိရှိသေးတော့အဲ့ဒီတရင်ကြားနဲ့ငိုလိုက်တော့ဘိပတ်ဝင်းကြီးအိမ်ကြီးကလည်းဟဲ့ဘာဖြစ်ကြတာလို့နေတို့အိမ်ကတငုံကိုတကြီးနဲ့ဘသူဘာဖြစ်လို့လဲဘသူနေမကောင်းလို့လဲဘသူများဆုံးတယ်လဲဘသူမှမဆုံးဘူးသခင်ဘုန်းကြီးဝတ်သွားပြီတဲ့ကျွန်တော်တို့တထေဘုန်းကြီးဝတ်သွားပြီတဲ့အဲ့ကျွန်တော်တို့ boss ဘုန်းကြီးဝတ်သွားပြီတဲ့ကိုကလို့ဆိုဒီလိုပြောမှာ boss နော်ဆိုတော့ဟမ်ဒီကောင်ဘလို့ဖြစ်သွားတာလဲဆိုအဲ့ဒီတရင်ကတစ်မျိုးလုံးညာနဲ့ဒါမျိုးကြတာနော်အဲ့တော့ဟိုဘုတ်ကွာပဲရောက်နေတာဘုန်းကြီးကြောင့်ရောက်နေတာဖះကြောင့်ရောက်နေဘယ်ရောက်နေအဲ့ဒါနေ့လေဥပုသ်ဆောင်ပြီးတော့တရားနာပြီးတော့မှညနေတရားနာပြီးတော့မှသူပြန်လာတရားပွဲအပြီးမြို့ထဲပြန်လာတော့တငယ်ချင်းတွေနဲ့ဒိဋ္ဌဝံကျောင်းကထွက်တယ်ဆိုရင်ပဲမိတ်ဆွေသင်္ကားတွေနဲ့တွေ့တော့ဟာမင်းဘလို့ဖြစ်တာတော့ဟာဘာဖြစ်နေလို့လဲမင်းဘုန်းကြီးဝတ်ပြီးပြီဆိုကိုကဝတ်ပြီးပြီလားမဝဲရသေးဘူးသူကတရားနာတော့တိုက်ပုံကြီးလေးနဲ့ဗာလေးနဲ့တန်းတန်းပြန့်ပြန့်ပေါ့လေနော်ဥပုသ်ဆောင်ပြီးပြန်လာတာဟုတ်ဆိုတော့ဘာဖြစ်လို့တော့မင်းတို့ကဘာဖြစ်နေကြတာလဲဟာမင်းတစ်မျိုးလုံးနာမည်ကြီးနေတာမင်းဘာဖြစ်သွားဘုန်းကြီးဝတ်သွားပြီလို့နာမည်ကြီးနေတာအဲ့ဒါမင်းခုငါမြင်တော့လေတစ်မျိုးပါလားဘယ်လိုဖြစ်ကြတာတော့ဆိုတော့အေးဒီလိုပါပဲကွာဖြစ်တတ်ပါလေငါအကြောင်းအမြဲတမ်းသွားနေလို့မိမပြောထင်ပါရဲ့ပေါ့ပြောလိုက်ပြီးတော့သူရှေ့လျှောက်လာဟိုတယောက်ကမေးဒီတယောက်ကမေး4-5ယောက်လောက်မေးလာတော့သူကအိတ်အပြန်လမ်းမှာရက်ပြီးတော့စဉ်းစားမလုပ်တယ်ဒါလေးတွေကလည်းအရေးကြီးတဲ့ချက်ကလေးတွေနော်စာဖတ်တိချဖတ်ရက်ပြီးစဉ်းစားငါကဘုန်းကြီးမဝတ်ရသေးပဲနဲ့တည်င်းကဘယ်လိုထွက်ဘုန်းကြီးဝတ်ပြီလို့တည်င်းထွက်တယ်ဒီတည်င်းဟာမင်္ဂလာတည်င်းလားအမင်္ဂလာတည်င်းတခြားလို့ကြနော်ဘုသူမင်္ဂလာကိုတွေ့လေးပြောပြငယ်တော့ကဟိုက်ကောင်ဟာမထုံတဲ့နေနဲ့ဘာမှလည်းလောဘဒေါသမရှိဘူးဘုန်းကြီးဖြစ်မဲ့ကောင်လို့ပြောရင်ကိုယ်ခံစားချက်လေးပြောပြမယ်အဲ့လူကိုထဖို့တတ်ချင်ကိုဒီတုတ်တော်ကအခုမှဖတ်ရတာဟုတ်ဗျာနော်အဲ့တော့ကိုယ်စိတ်ထဲဖြစ်ခဲ့တာဒီကောင်ဘုန်းကြီးဝတ်တော့မှလို့ပြောရင်ဘာလို့ချင်ထတ်တတ်ချင်ဘသူကပြောကိုယ်အညွန့်တုံးနေတယ်များမှတ်နေလားမသိဘုန်းကြီးဝတ်ရင်အညွန့်တုံးပြီလို့ထင်တာဟုတ်နော်သဘောပါသလားအမလေးအဲ့လိုသူ့မင်္ဂလာရဲ့ခံစားချက်ကတစ်သက်လုံးမစင်စားဘူးနော်ငယ်တော့အများဘုန်းကြီးဝတ်မယ်ဆိုတစ်သက်လုံးမဟုတ်ဘူးလို့ဒီလိုပြောခဲ့တာနော်အခုအမေရသွတ်ဖို့လို့ရောက်လာနော်တရားလို့တော့မဟုတ်ဘူး
နော်နောက်ထေရုပတ္တိကျန်သေချာဖြစ်အောင်လို့ဒါတခါလည်းပြောထားခဲ့ရတာဥဒုမင်္ဂလာထေရုပတ္တိအဲ့ဒါတရားသာသနာပေါ်မှာဘယ်လိုကြီးညိုလို့မဟုတ်ပါဘူးအရက်မူးနေလို့အမေကပို့ကြအကြောင်းအဲ့ဒါမြဲနေတာကို14ဝါရှိရှင်းလားအဲ့တော့ဒီမှာစဉ်းစားဖို့ဒီနေ့တရားပါတရားမဆိုဒီမှာဥပါဒကသထေယရပ်ပြီးစဉ်းစားအခုကြားရတဲ့သတင်းကတော့ဖြစ်ပါလေမင်္ဂလာသတင်းမင်္ဂလာရှိတဲ့သတင်းငါအတွက်မင်္ဂလာပဲအဲ့တော့မင်္ဂလာရှိတဲ့အတန်မစိတ်သုံးခင်မှာမင်္ဂလာရှိတဲ့အလုပ်လုံးမှဖြစ်မယ်လာပြီရှင်းသလားသူမင်္ဂလာနဲ့တော့ဘာမှမဆိုင်ဟမ်ရှင်းတယ်နော်ဟာဘေးကဥဒုမင်္ဂလာတို့သင်္ကန်းဝတ်တယ်ဆိုတော့သာသနာတငယ်ချင်းတွေငိုကြတယ်ဒီမျိုးတိုင်းဝိုင်းတွေပြောကြတယ်ဟာဒီကောင်စီးပွားလဲရှာရတယ်ပညာလဲတတ်တယ်အမှန်တန်ထက်မြက်တဲ့ကောင်ကဘာလို့သင်္ကန်းဝတ်သွားတာတော့ဟောငိုကြတယ်အမေဆိုငိုတယ်သူပဲပို့ပြီးသူပဲငိုတာဟမ်ဘုန်းကြီးဝင်ကိုကလည်းကိုထင်ထားတယ်ဘုန်းကြီးတွေများသောအားဖြင့်တွေ့ဘူးတာစားပြီးအိတ်နေတာပဲတွေ့ဘူးတာဟမ်များသောအားဖြင့်အလုံးမရှိကြဘူးဘုန်းကြီးတွေအဲ့တော့အဲ့ဘုန်းကြီးတွေကြည့်ပြီးရင်ကိုကစိတ်ကကြတယ်ရောပြင်းစရာကြီးဘာမှလည်းလုံးမရှိဘူးသူတို့ကကိုသင်္ကန်းဝတ်တော့ဘယ်နားကိုမနာအောင်ပဲမှတ်ပြေးနေရဟမ်ဘယ်ဘဝအကုသိုလ်တွေမှမသိပါဘူးအဲ့ဒါလို့ဆိုတော့စိတ်ထဲမှာလေကိုရှိရစံပြရလည်းမရှိဘူးကိုယ်တိုင်ကိုကဟိုတင်းလျောက်ပတ်တဲ့အရက်ကိုမရောက်လို့ဖြစ်ပါလိမ့်မယ်တန်ဃာတော်များကိုစော်ကားတာမဟုတ်ပါဘူးအလုံးလုံးနေတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်အလုံးမလုံးတဲ့ပုဂ္ဂိုလ်တွေလှုပ်စေခြင်းလို့ပြောတာပါနော်ဒီစကားကိုမကျေနပ်ဘူးဆိုရင်လည်းမလုံးတဲ့ဘုန်းကြီးပဲဖြစ်ဒါတခါလည်းပိတ်ထားမှဖြစ်မှာနော်ကာဘာလှုပ်တာမှသူ့မင်္ဂလာတောက်ကြတာဒါပိုင်မိတာအဲ့တော့သင်္ကန်းဝတ်တယ်ဆိုရင်ကိုလည်းဒါဘဝဆုံးပြီတဲ့လို့တွက်ထားတာအဲ့တော့သင်္ကန်းဝတ်ပြီလို့ပြောရင်ကိုဒါကိုနှိမ့်ချတာစော်ကားတာလို့ဒီလိုထင်ထားတာကိုဥပဒကဒီလိုမဟုတ်ဘူးဒီသတင်းဟာပါတယ်လေမင်္ဂလာသတင်းတဲ့မင်္ဂလာရှိတဲ့အချိန်မင်္ဂလာစကားကြားနေရတဲ့အချိန်မှာမင်္ဂလာရှိတဲ့အလုပ်ကိုမလုပ်ရင်ငါထက်မိုက်တဲ့လူမရှိတော့ဘူးဆိုပြီးအဲ့ဒီနေရာကလှည့်ပြီးတော့ဘုရားเจ้าပြန်တယ်ဘယ်ပြန်လဲအိမ်ပြန်သေးလားမပြန်တော့ဘူးဒီစကားက तू ကလမ်းမှာအကုန်လုံးစုံစမ်းရင်းနဲ့သိလာပြီဒါသူ့ရောက်ကမကြီးစီကထွက်လာတဲ့အတန်သူ့ရောက်ကမနလေးပလေးနဲ့ကာလာချဒီချိန်ချလာနော်တို့တော့ရောက်ကမမရှိပါဘူးကြိုပြောထားတာနော်သဘောပါသလားအဲ့တော့နလေးပလေးနဲ့ပြောတာသိတော့ဘလို့ကြောင့်ပဲပြောဒီစကားဟာဘာစကားလဲဒီအတန်ဟာဒါဖြင့်ဒီအချိန်ဟာရှင်းကြလားသူကဘာရှိနှလုံးသွင်းလေးတဲ့သွားတရားနဲ့လျော်စွာတွေးတယ်ဘာဖြစ်လဲဟောဥဒုမင်္ဂလာနဲ့တော့နော်နည်းနည်းกว่าတာနော်သဘောပါသလားဘုရားတို့လည်းစဉ်းစားနော်ဘယ်သွားတော့ဘုရားကျောင်းသွားတယ်ဘုန်းကြီးကျောင်းသွားတယ်ရိတ်တာသွားတယ်အလေးရိတ်တာသွားကိုယ့်ကိုဆင်းရဲခံလို့တရားရှာခန္ဓာတွေကိုယ့်အိမ်ကိုအားထုတ်လည်းရတယ်လကားပင်မခံရိတ်တာသွားဟမ်လူတွေရောမရှိဘူးလားသိုးမြင်ဝါဒီသူတို့ကဘယ်တော့ဖြစ်ဖြစ်အမင်္ဂလာကိုပဲတွေးတတ်မင်္ဂလာကိုဘယ်လိုလုပ်ရင်အကျိုးရှိတယ်ဘယ်လိုလုပ်ရင်တန်ဖိုးရှိတယ်ဆိုတာသူတို့မတွက်တတ်ရှင်းတယ်လားကဲဥပုံနေ့တည်းဒီနေ့ကတော့ဥပုံနေ့မို့လို့ငါဈေးမရောဘူးဈေးရောင်းနားမယ်ဘုန်းကြီးကြောင်းသွားမယ်ဥပုံမဆောင်နိုင်တော့ဝေယဝဆလုပ်လူစရာတန်းစရာရှိစရာလူခုရီဆေးမယ်တောက်ရေဝစဉ်ဖြည့်မယ်လုပ်ကြတယ်မရှိဘူးလားကဲဟိုဘက်ကဝင်ငွေတော့ရော့သွားပြီမင်္ဂလာလားအမင်္ဂလာမင်္ဂလာဈေးရဟာတယ်ပြောရမှာပါမတတ်နိုင်ဟမ်ဥပုံနေပြီမဲ့နေတစ်ပိုင်းသွားလိုက်ရသေးတယ်ကျွေးပေးမဲ့လူကနေတစ်ပိုင်းလာလို့ဟမ်သဘောပါသလားမလေးဈေးသမားတွေကျုပ်ကဈေးကျိုးသမားတွေနဲ့နေလာတာအကုန်သိတယ်မန္တလေးဟာတွေမပါတော့အတင်းပြောလိုက်အောင်ရှင်းလားတကယ်ဥပုံနေဆိုရင်ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုတတ်တတ်မမလုပ်ရင်ဒလဟု၄ရက်တကယ်လုပ်တတ်ရင်၈ရက်မရဘူးလားကဲ
တသက်လုံးသိအောင်နေရတာနဲ့ဆိုင်ရင်အဲ့ဒီလိုဥပုပ်ရက်ကလေးကုသိုလ်ယူလိုက်ရင်ကိုယ့်အတွက်ဘာဖြစ်သွားမလဲဈေးအောင်လို့ကောင်းနေတယ်ပြုံးနဲ့မင်္ဂလာလားအမင်္ဂလာကြည့်လို့ကြဈေးအောင်ကောင်းနေတာလေဟမ်ပြုံးနဲ့မင်္ဂလာလားမင်္ဂလာလားဈေးအောင်မကောင်းလို့ဘေးအထိုင်ကရောင်းကောင်းတာမင်းငေါ့ပြီးပြစ်တောက်နဲ့ဈေးထဲထိုင်နေတာလေမင်္ဂလာလားအမင်္ဂလာလားကဲဘေးဆိုင်လည်းမကြည့်ပါဘူးတော့ကိုယ့်အကုန်လေးခိုင်ငိုက်ဈေးဝယ်လည်းပါတော့မင်္ဂလာလားအမင်္ဂလာကဲဒါဖြင့်အဲ့ဒီမှာထိုင်နေရတာရောင်းနေဝယ်နေရတာနဲ့ဥပုပ်ရက်ကလေးနာပြီးကုသိုလ်လုပ်ရတာဘယ်ဟာမင်္ဂလာဖြစ်လဲအဲ့ဒါသဘောပါသလားကဲလောဘဒေါသမောဟများတဲ့လူနဲ့ပေါင်းသင်းနေရတာနဲ့လောဘဒေါသနည်းတဲ့လူနဲ့ပေါင်းသင်းနေရတာဘယ်ဟာမင်္ဂလာလဲကဲဒါဖြင့်လောဘတကြီးစီးပွားရှာတဲ့ယောက်ျားနဲ့ပြစ်တောက်တွေမေးကျင်တယ်သဘောပါသလားဟာနာကိုကူးနေတာပဲအလုံးမလုံးတော့မလုံးပြန်ဘူးလုံးတော့လုံးပြန်ပြီဟမ်ရှူလားမလုံးကြဘူးလားခင်ဗျားတို့မင်္ဂလာမှလည်းမသိရှင်နကလားဒီမှာဥပဒကသူ့ဘုံကြီးဝတ်သွားပြီလို့ပြောတော့သူ့မင်္ဂလာလို့ဒေါသဖြစ်သလားဘာစကားတဲ့မင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့အတန်မင်္ဂလာရှိတဲ့နမိတ်ဟာရခဲ့တယ်တဲ့ငါအတွက်ဒီဟာမင်္ဂလာပါပဲဟာလေမင်္ဂလာပါပဲတဲ့အဲ့တော့အစိတ်မနှောင်းခင်သွားရမယ်လို့ဘယ်ပြန်တော့ဘုရားကြောင့်ပြန်ဘုရားရှိရောက်ဥချတော့ဟိုမှာလူတွေပြန်သွားပြီဆိုဘုရားရှိကလူရှင်းနေတာပေါ့အဲ့တော့ဘုရားကလည်းဒါတိဥပဒကဒီနေ့လာမှဆိုတော့သိတယ်ပလင်မောကမထားသေးဘူးအဲဒီတော့ဟာတခါကြီးခုနကပဲကျုပ်တို့တရားဟောပြီးတော့ခင်ဗျာနှုတ်ဆက်ပြီးပြန်သွားတာအခုဘာကိစ္စပြန်လာလဲဗာမေးခဲ့လို့လဲဖဏများမေးခဲ့လို့လားပေါ့နော်အဲ့ဒါမေးတော့ရှင်ဘုရားမဟုတ်ဘူးဗျာဒီလိုဒီအကြောင်းပဲကျောင်းဘဝကထွက်တယ်ဆိုတာဗနဲ့တပည့်တော်မှာမြို့ထဲမှာသတင်းထွက်နေတယ်တပည့်တော်ယဟန်ဝတ်သွားပြီလို့သတင်းထွက်တယ်အဲ့ဒီမင်္ဂလာစကားလေးတပည့်တော်စီမင်္ဂလာရောက်လာတဲ့အချိန်မှာမင်္ဂလာရှိအောင်လို့သင်္ကန်းဝတ်ပေးပါဗျာရှင်းရလားသူ့ကိုယ်သူဘာရှိအောင်လုပ်လိုက်ရောက်လာတဲ့မင်္ဂလာကိုအသုံးချလိုက်ရှင်းကလားသူမျိုးတည်းပြန်တော့ကြားရတယ်ပါလေတည်င်းစကားဟမ်မခံယူတတ်ရင်ဒါဒေါသဖြစ်မင်္ဂလာဖြစ်မလားအမင်္ဂလာဖြစ်မလားအခုအသိဉာဏ်ရှိတဲ့လူကြတရားနဲ့လျော်စွာအသုံးချသွားလိုက်တော့အားလုံးဒါလေးသဘောထားပါအဲ့တော့မှဘုရားကသာဓုချစ်သာသာဓုအဲ့ဒါလို့မင်္ဂလာရှိအောင်ကိုယ်ဘဝလေးကိုတန်ဖိုးရှိအောင်မင်္ဂလာရှိအသုံးချတတ်တဲ့လူဟာလောကမှာတော့ဖြင့်အမတန်ရှားတယ်ဟေးတဲ့ချစ်သားဟာအမတန်တော်ပါပေတဲ့မုံမြတ်ပါပေတဲ့ချစ်သားမင်္ဂလာနဲ့ထိုက်ပါပေတဲ့ဘာနဲ့ထိုက်ပါပေလဲရှင်းပညာရှိများတဲ့ဒီလိုပဲကွာဆိုပြီးဘုရားကအတိတ်ဇက်ကလေးပြန်ဟောတယ်ဇက်ကဒီတိုင်းပါပဲဒီတိုင်းဆိုတာကတို့လိုပြောမယ်အချိန်ကသိမ့်ကြံတော့လို့ဘုရားအလောင်းတော်ဟာတစ်ချိန်ကအခုလိုပဲဥပဒကလိုပဲတထေးတယောက်ဖြစ်တယ်အရှင်အနန္ဒအလောင်းကရှင်ဘုရင်ဖြစ်တယ်အဲ့တော့ဘုရင်ထံမှာခါစားရတဲ့တထေးပဲဘုရားအလောင်းကအဲ့လိုပဲရှင်ဘုရင်ထံသွားဥပုပ်ရကြရင်ယသိယဟန်ကြောင့်သွားဥပုပ်ဆောက်တည်ဒီလိုနေတယ်အခုလိုပဲဒီဝတ္ထုလိုပဲနားပင်းတဲ့ရောက်ခမကပြောလိုက်ပြန်တယ်ဟမ်ဥပုပ်နေ့မှာဘုရားအလောင်းတထေးသားဘာလို့သွားဘုန်းကြီးဝတ်သွားပြီလို့သတင်းစကားဟုတ်လားအဲ့ဒါကြောင့်ကပြန်လာဒီတင်းချချက်ချင်းပဲရှင်မင်းစီသွားခွင့်ပါအဲ့ဒီကတော့သူကဘယင်းရဲ့သထေးဆိုတော့ဘယင်းကအသိမှပြုတဲ့သထေးဆိုတော့ဘယင်းကိုခွင့်ပန်လိုက်ဘယင်းထံသွားပြီးတော့ဘုရားအလောင်းကခွင့်သွားပန်တယ်ရှင်မင်းကြီးကျွန်တော်မျိုးစီတဲ့ဥစ္စာဆွတ်လွတ်ပြီးတော့ယဟန်ဝတ်ခွင့်ပြုပါတော့အဖြစ်လို့ဒီနေ့မင်္ဂလာလာပြီမလာပြီသူ့ကိုဘာဝတ်ပြီးပြောတယ်ဘုန်းကြီးဝတ်သွားပြီလို့ပြောရှင်းသလားအဲ့တော့အခုခင်ဗျားတို့လောကဓာတ်မှာလည်းအသီးသီး
မြင်မှုကြားမှုနာမ်မှုထိတွေ့မှုတွေမရှိဘူးလောကရန်ဆိုတာလဲအာယုံဘယ်နှပါးလဲ6ပါးနော်လှုပ်လိုက်ဘယ်နှပါးတော့တကယ်ရှိတာတော့5ပါးတဲ့ဒါပေမဲ့လှုပ်လိုက်ဘယ်နှပါးတော့6ပါးအစင်းမျက်စိဆိုတာလက်ခံမှာနော်လာမဲ့အာယုံကပါလေအစင်းမျက်စိကိုလာမှာကနားကိုလာမှာကနှာခေါင်းကိုလာမှာကလျှာကိုလာမှာကကိုယ်ပေါ်ကိုလာမှာကစိတ်ကိုလာမှာကကြံစရာတွေးစရာအာယုံဘယ်နှပါလဲခုနေစဉ်နဲ့မြတ်ခင်ဗျားတို့သုံးဆောင်ခံစားနေတာအာယုံဘယ်နှပါရှားပွေနေတာလဲအာယုံဘယ်နှပါအဲ့ဒီအာယုံ6ပါးစီပဲလောကရန်ရှင်းတယ်နော်အာယုံ6ပါးစီပဲပါလေရှင်းတ်ဆရာမရှင်းတ်ဆရာပါရဆရာဟမ်လာဘောရသောနေနာပတန်တာဒုက္ခဒုက္ခမရှိဘူးလားအဲ့ဒါတွေအားလုံးဟာအာယုံအဲ့ဒါအားလုံးကပါလေအခုလည်းဒီတထေးလေးလမ်းမှာကြားလိုက်တယ်ပါလေအာယုံမဲ့အတန်အာယုံဘာအာယုံလဲသတင်းစကားဆိုတာအတန်အာယုံတကယ်လို့ तू ကမခံယူတတ်ရင်အဲ့ဒါမင်္ဂလာဖြစ်မလားအမင်္ဂလာဖြစ်မလားအခုခံယူတတ်တော့ဘာရှိလို့လဲဉာဏ်ဆိုတာကအကောင်ဆိုကျင်တတ်ကြလားဒါဖြင့်ဒီတထေးဘာရှိသွားလဲဉာဏ်မင်္ဂလာရှိသွားဘာရှိသွားလဲဒါတော့အားလုံးပဲဒီရရှိဘာရှိအောင်တော့မင်္ဂလာတိုင်းဖွင့်ပွဲမှာမင်္ဂလာပါဥဒုမင်္ဂလာပေးလိုက်တာနဲ့ခင်ဗျားတို့မင်္ဂလာအပေါင်းနဲ့ခံကြောင်းကြပါစေသူမင်္ဂလာပေးလို့ရလားဘယ်သူကိုယ်တိုင်လောက်ရမှာလဲဘယ်သူအားကိုးရမှာလဲကဲအားလုံးမင်္ဂလာအပေါင်းနဲ့ခံကြောင်းကြပါစေကြိုးစားအားထုတ်ပါမယ်ဘုရားလောက်ဟာဘယ်နဲ့ဟာတွေတော့ဟိုပရိုဂျက်တာဘက်ကဟာတွေအော်စမ်းပါတော့မင်္ဂလာအပေါင်းနဲ့ခံကြောင်းကြပါစေအဲ့လိုဘယ်သူမင်္ဂလာတပည့်ဆိုရင်ဘေးတဲ့ဆုနဲ့ပြည့်စေဘယ်တော့မှပြောနဲ့ဘယ်သူနားမှလည်းမခံယူနဲ့ရှင်းလားဘယ်သူမင်္ဂလာဘယ်သူစီမှလည်းမတောင်းရှင်းတယ်နော်ကိုယ်စိတ်ကိုညံ့ဖြင်းပြော့ညံ့သွားမဲ့လို့ဘယ်တော့မှမလုပ်နဲ့ရှင်းတယ်လားကိုကမင်္ဂလာပေးလိုက်လို့မင်္ဂလာရသွားတာလားမင်္ဂလာရှိအောင်လုပ်လို့မင်္ဂလာဖြစ်သွားတာလားအဲ့ဒါပြောချင်တာအဲ့တော့ဘယ်လိုအာယုံတွေလားကိုကအသုံးချတတ်ရဲ့မင်္ဂလာပါဟမ်အသုံးမချတတ်ရင်တော့ကဲဒီနေ့မင်္ဂလာတရားအလုံးမမိသလားမင်္ဂလာတိုက်ဖွင့်ပွဲဗာတရားလဲအားလုံးမင်္ဂလာပေါင်းနဲ့ခံကြောင်းကြပါစေဗျာတော့ဟုတ်လာပြီအဲ့တော့ကြိုးစားအားထုတ်မှဆိုသတိထားဝရိယဆိုင်ပညာနဲ့ကြည့်တော့ဘယ်သူကြည့်ပါဘုဂဝကြည့်ခန္ဓာဘယ်နှပါခန္ဓာ၅ပါးမှာအာယုံဆိုတဲ့လောကဓာတ်တွေမရှိဘူးလားလာခြင်းနဲ့အာယုံလာပါစေဘာရှိအောင်လုပ်လိုက်မင်္ဂလာရှိအောင်လုပ်မယ်ဆိုတော့သတိထားဝရိယဆိုင်ပညာနဲ့ကြည့်အစင်းကိုမြဲသလားအတန်ကိုမြဲသလားဘယ်အာယုံလာဖြစ်ပြီးရင်ဘာသစ္စာမဖြစ်မပြတ်တဲ့အာယုံရှိသလားအဲ့ကိုလူတယောက်ကဆဲနေပြီနော်ဆဲခံရတာကုသိုလ်ကြောင့်လားအကုသိုလ်ကြောင့်သူမကောင်းတာလားကိုမကောင်းတာအကြောင်းမကောင်းလို့ဆဲကြားတဲ့အတန်လေးကလည်းဖြစ်ပြီးရင်ရှင်းသလားကိုမမြင်ကျင်တာလေးမြင်ရတယ်နှလုံးမသွင်းတတ်ရင်ဘာကိုခုညံလေးနဲ့နှလုံးသွင်းတော့မြင်ကျင်တာမမြင်ကျင်တာတော့ကိုမျက်လုံးကိုပိုင်သလားအစင်းကိုပိုင်သလားမမြင်ကျင်တာမြင်နေရတာကိုကကုသိုလ်ကြောင့်လားအကုသိုလ်ကြောင့်ဒါဖြင့်အကြောင်းကောင်းလို့လားမကောင်းလို့လားဒါဖြင့်အဲ့ဒီမမြင်ကျင်ရတဲ့အာယုံလေးကလည်းဖြစ်ပြီးရင်ရှင်းတတ်လားဘယ်အာယုံမြဲသလဲဘယ်အာယုံပေါ်ဖြစ်ပြီးရင်ဒါဖြင့်အဲ့ဒီပေါ်မှာလောဘဒေါသမောဟဖြစ်เสียလို့သေးလားလောဘဒေါသမောဟဖြစ်ရင်အမင်္ဂလာဘယ်သွားမလို့မင်္ဂလာဖြစ်အောင်
ကဲအားလုံးနိဗ္ဗာန်ရောက်ကြပါစေဗျာဟုတ်ပြီပေးတဲ့သူနဲ့မလားနဲ့ပေးတဲ့သူတွေမလားနဲ့ရှင်းသလားဘုသူမင်္ဂလာပေးလို့ရသလားမင်္ဂလာရှိပါစေကဲဒါဖြင့်သတိထားဝိရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူကြည့်ကိုယ်ကိုကြည့်ခန္ဓာဘယ်နှပါဘယ်ချိန်ကြည့်ဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်လောဘဒေါသမောဟဒေဩတရားတွေလာအောင်မလားမလာရင်သေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်ကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျှင်သံဃာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်စားသောသတိတရားမလျော့သောဆွဲလုံးလာကိုလက်ကင်ထားပြီးတော့အားလုံးမင်္ဂလာပါလို့ဆိုပြီးဏိကုံးချုပ်ကြစို့